ကျောင်းက library ကို scholar တခါမှမရောက်ဘူးတရားနဲ့ဒီနေ့ library သွားပြီးရောဘလို့စာအုပ်လေးရနေလဲဆိုတာသွားကြည့်မယ် library ကနေပြန်ကြရင်တော့ Sakura ဘန်းနေပွင့်နေတဲ့လမ်းဘက်ကိုလွန်ထွက်ရှောက်ရင်းနဲ့ပြန်ကြမယ်ပေါ့နော်စာကြည့်ရိုက်တဲ့ကို APU ကျောင်းသား ID ကရှိမှဝင်လို့ရတာပေါ့နော် library ကတော့နှစ်ထပ်ရှိပါတယ်စာကြည့်ရိုက်ကတော်တော်လေးကျယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီလိုမျိုး study hall လိုမျိုးပုံစံတစ်ခုတည်းနေမဟုတ်ဘဲနဲ့ဒီလိုမျိုး private study room လေးတွေငယ်ချင်းတွေနဲ့စာစုလို့ရမယ့်အခန်းလေးတွေ presentation တွေ group project လုပ်ဖို့အတွက်နေရာလေးတွေကိုပုံစံစုံဒီဇိုင်းစုံနဲ့ထားပေးထားတယ်ပေါ့နော် PC သုံးရင်းနဲ့စာလုပ်ဖို့နေရာလေးလည်းထားပေးထားရပေါ့နော်ဒီနေရာလေးဆို scholar တော်သဘောကျရ Windows စီလေးကိုမှ view လေးရလည်းအရင်ကောင်းတော့စာလုပ်ဖို့အတွက်လုံးဝ perfect ပဲဒါအပြင်ပုံမိုက်တာတစ်ခုကတငယ်ချင်းနဲ့တူတူ movie ကြည့်လို့ရတဲ့အခန်းလေးရှိရပေါ့နော်ဒါမဲ့သူကနှစ်ချက်တော့သုံးပေးရပါတယ်စာလုပ်တဲ့အခန်းတိုင်းမှာလည်းသူ့ရဲ့စီခန်းနေရှိရပေါ့နော်တချို့ခန်းနေရာကျတော့စကားပြောလို့ရတယ်တချို့ခန်းနေရာကျတော့စကားပြောလို့မရဘူးစာအုပ်တွေကတော့ဒီမှာတော်တော်လေးစုံတယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာသာစကားနဲ့ပတ်သက်တဲ့စာအုပ်တွေ technology business politics အကုန်ကြီးပါလို့ရှိရပေါ့နော် article ဖတ်ပြီးတော့ assignment ပြေးရေးပေးရမှာမလို့ကိုထက်ရေးခြင်းတဲ့အကြောင်းအရာလေးတွေကိုနှုတ်မှာကုန်ချရေးလိုက်တယ်ပေါ့နော်စာကြည့်ကြရဲ့ပေါ်ဆုံးတက်ကဒီနားလေးကတော်တော်လေး view လေးကောင်းနေပေါ့နော်စာလို့ရတာစိတ်ကိုကြည်လင်းနေရပဲစာလေးဖတ်လို့ပြီးသွားပြီဆိုတော့အောက်ထပ်ကိုပြန်ဆင်းမယ်ပေါ့နော်အကယ်လို့ကိုက academic grading နဲ့ပတ်သက်ပြီးတော့အဆင်မပြေရမျိုးတွေသင်ချာနဲ့ပတ်သက်ပြီးများတာမျိုးရှိခဲ့ရင်အောက်ဆုံးတက်ရဲ့ tutor center မှာသွားမေးလို့ရတယ်ပေါ့နော် library ကပြန် scholar တို့ကျောင်းဝင်းထဲကိုလမ်းဘက်လျှောက်တယ်ပေါ့နော်ဒီနေ့ကစနေနေ့ဆိုတော့ကျောင်းမှာလူသိမ်းမရှိပါဘူး Sakura ဘန်းနေကအကျောင်းတစ်ဝင်းလုံးအပြည့်နေပါပဲနော်ဖွေးနေရပဲပွင့်တာဒါမဲ့သူတို့ကအနှမ်းတော့မရှိဘူးပေါ့နော်ဘန်းနေကပွင့်တာကြနေပြီဆိုပွင့်ဘက်တွေကကျွေးနေပြီပေါ့နော်တလန်းလုံးတော်တော်လေးလာပါတယ်တကယ်ကိုရီးယားကားတွေအတိုင်းပဲဘန်းလေးကျွေးနေရကြီးနဲ့လမ်းဆက်လျှောက်လိုက်အောင်မယ်ပေါ့နော်ဒီနေ့ vlog လေးကဒီလောက်ပါပဲ thanks for watching guys bye bye